တရေလျံကျင်တဲ့ရွှေမန်းကလေးရဲ့မချုပ်အောင်ရာရုတ်တောင်းသာနေမသားရမှုနဲ့ပြည့်စုံလာပြီလားအရှိကံတော်ရွာတယောက်သားပေါက်ခွာတော့ကြွားလို့လားထူးမြတ်ပင်ဦးလာရွှေမိမာတာတော်ဝေတို့ဟာ1335မှာရာသူလာပြည့်ကျော်ဆေရမတော်မိရှုတန်စဉ်ဇာတပရိနေတွင်ဟောတော်မူလာမဲ့တင်ညာအမိမာတင့်တယ်မနေမောင်မြေအေးလုံးဘောတွန်ကြတာချင်းတန်ရွယ်ရောက်တော့ထူးမြတ်လာတဲ့ဒီသာယရဏသာသနာပေါင်းမှာသူညနေတော်မဟာဗောဓိမြေချုပ်ခါကြီးဝအရှင်ဒီစိတ်တော်ထမဥပ္ပစေပြုကရှင်သာမဏေဖြစ်ခဲ့တာဝဲတော်မေခေါ်လေတာလောကကြီးရဲ့အလယ်မှာသာသနာထုံးလေးဖြစ်ရာရှင်ပညာဒီမလို့ဝိမိတန်သာသာသနာဒီခရီးအညီရမဲရှောင်းလန်းခဲ့တဲ့ခြေမဟာကျန်ကဖြာပြာရောက်လာဆရာကောင်းတပည့်ပန်းကောင်းပန်းမေတာအရှင်ပညာကြီးမဟာသာသနာတကာဓမ္မစိရကျော်ဝဲတော်သူကိုစုခုပဲပြန်နာသာသနာပြုတာအခမ်းလောက်ဆရာမြတ်ထေဆရာဝါစုကျောင်းမှာအရင်သုံးတော်မူကားခဏကယုနာရင်မထားလို့သာဝိပဿနာရှုမြင်စေရာဓမ္မရောက်ဟောသာတရားတော်မြတ်ကိုဆရာတော်ဟောကြားလို့သာမကတိကကြောမြတ်ဆရာတော်ရလာသဗျာလလဘဂုရာကိုကျုံဆုံးကသစ္စာတိပါဗိမာန်တော်ကြီးတည်ဆောက်လို့လားအချီမကုန်နိုင်ပါကသာသနာပြုတဲ့မြတ်တော်ထေဆရာတရေလျံကျင်တဲ့ရွှေမန်းကလေးရဲ့မချုပ်အောင်ရာရုတ်တောင်းသာနေမသားရမှုနဲ့ပြည့်စုံလာပြီလားအရှိကံတော်ရွာတယောက်သားပေါက်ခွာတော့ကြွားလို့လားထူးမြတ်ပင်ဦးလာရွှေမိမာတာတော်ဝေတို့ဟာ1335မှာရာသူလာပြည့်ကျော်ဆေရမတော်မိရှုတန်စဉ်ဇာတပရိနေတွင်ဟောတော်မူလာမဲ့တင်ညာအမိမာတင့်
တဲမနေမောင်မြေအေးလုံးခေါ်တွန်ကြတာအချစ်တန်ရွယ်ရောက်တော့ထူးမြတ်လာတဲ့ဒီသာယရနာသာသနာပေါင်းမှာသူသုံးရလေတော့မဟာဗောဓိမြေကျောက်ကချင်းဝအရှင်ဒီစိန်တော်ထမ်းမှာဥပစ္စေပြုကရှင်သာမဏေဖြစ်ခဲ့တာဝဲတော်ပဲခေါ်လေတာလောကကြီးရဲ့လယ်မှာသာသနာထုံးလေးဖြစ်ရာရှင်ပညာဒီမလို့ဝဲပြီးတန်တာသာသနာဒီခရီးပညီရမေရှောင်းလန်းခဲ့တဲ့ဒီမဟာကျန်ကန်ဖြာဖြာတမ်းမြောက်လို့လားယဟန်ဘဝရောက်လာဆရာကောင်းတမဲပန်းကောင်းပန်းမေးတာအရှင်ပညာဒီမဟာသာသနာတကားဓမ္မစိရကျော်ဝဲတော်သူကိုစုခုခဲ့ပြန်နာမြို့ရန်ကုန်စမ်းကြောင်းမှာသာသနာပြုတာခန်းလောက်เสียမြတ်ထေဆရာဝါစုကျောင်းမှာတည်သုံးတော်မူကားကနကယုနာရှင်မထားလို့သာဝိပဿနာရှုမြင်စေရာဓမ္မရောက်ဟောသာတရားတော်မြတ်ကိုဆရာတော်ဟောကြားလို့သာဓမ္မကတိကကျော်မြတ်ဆရာတော်ရလာသမျှလလဘဂဝတာကိုကျိုးဆုံးကသစ္စာတိပါဗိမာန်တော်ကြီးတီဆောက်လို့ကအန်ချီမကုန်နိုင်ပါကသာသနာပြုတဲ့ရတော်